သက်တစ်ခုဘဝကိုွယ်တွေ့ပြီးရင်လည်းရနာရဲ့အချင်နာစကားတွေလေကွယ်တင်းငါဖွေပြောင်းဘဝရဲ့ကြောက်ခဏမြန်နေနာကုန်မမုန်းလူရဲ့အမှုပညာသမားမှုအငယ်